မင်္ဂလာပါချစ်တော်တတ်စီပေါင်းတော်များယခုနားတော်တာပန်စင်တွေရတယ်ဘောက်ဆက်ကတော့မန္တလေးတိုင်းဒေသကြီးပျော်မွယ်မြို့နယ်ပဲ့ကန်ကျေးရွာမှာဦးမြင့်စိုးဒေါ်ဝင်းတန်းတားမောင်ဇွဲထက်စိုက်ပျိုးရေးစေးတိုင်းမှာတည်ထောင်ထားသောဇွဲထက်ဘောက်ဆက်ဖြစ်ပါတယ်ညာမင်္ဂလာပါချစ်တော်တတ်စီပေါင်းတော်များယခုနားတော်တာပန်စင်တွေရတယ်ဘောက်ဆက်ကတော့မန္တလေးတိုင်းဒေသကြီးပျော်မွယ်မြို့နယ်ပဲ့ကန်ကျေးရွာမှာဦးမြင့်စိုးဒေါ်ဝင်းတန်းတားမောင်ဇွဲထက်စိုက်ပျိုးရေးစေးတိုင်းမှာတည်ထောင်ထားသောဇွဲထက်ဘောက်ဆက်ဖြစ်ပါတယ်ညာ မင်္ဂလာပါချစ်တော်တတ်စီပေါင်းတော်များယခုနားတော်တာပန်စင်တွေရတယ်ဘောက်ဆက်ကတော့မန္တလေးတိုင်းဒေသကြီးပျော်မွယ်မြို့နယ်ပဲ့ကန်ကျေးရွာမှာဦးမြင့်စိုးဒေါ်ဝင်းတန်းတားမောင်ဇွဲထက်စိုက်ပျိုးရေးစေးတိုင်းမှာတည်ထောင်ထားသောဇွဲထက်ဘောက်ဆက်ဖြစ်ပါတယ်ညာ မ
Productions.